ဘူကော်တင်ကြားခဲ့ပေမဲ့ချန်ပီယံရေပန်းစားမှုမှာထိတ်ဆုံးကနေရှိနေစေအာဆင်နယ်ဝဲသမားဝဲနေလာများစပါနနာမင်အိုင်ဘတ်ခွန်ရှိကို5 minutes ဗမန်အေဂျင့်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်အာဆင်နယ်အသင်းနဲ့ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဝူဘာဒန်အသင်းကိုဝေးကမှာတွားရောက်ရင်ဆိုင်ခဲ့ရမှာတပန်တကိုးစီတေးရလက်နဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါရင်ကာဘောင်းဖလားပိုလိုပွဲပြင်မန်စီးတီးအသင်းနဲ့ကစားဖို့ရှိတဲ့အာဆင်နယ်အသင်းဟာပရီးမီးယားလိပွဲစဉ်31ဂျိုကန်ပွဲစဉ်အပြင်မနေ့ကမိုလီနိုကွင်းကြီးထဲမှာဝူဘာဒန်အသင်းကိုတွားရောက်ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပါရင်ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ပရိုင်ပွဲချိန်9မိနစ်မှာဆာကာဒုတိယပွဲချိန်57မိနစ်မှာဟင်ကာဘီတို့ရဲ့အတွင်းဂိုးတွေနဲ့နှစ်ဂိုးပြည့်ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပွဲချိန်62မိနစ်မှာဘူလွန်ရဲ့ချီပါဂိုးကိုခွင့်ပြုပေးခဲ့ရပြီးတဲ့နောက်အာဆင်နယ်အသင်းရဲ့ကစားဟာကြာဆင်းလာပြီးဟူဘာဒန်အသင်းရဲ့တစ်ဖက်အသက်ဖိအားပေးခြင်းကိုတောက်လျှောက်ခံလာခဲ့ရဖြစ်ပါတယ်။အဲဒီနောက်ဒါပေမဲ့ပွဲစားချိန်ပြီးဆုံးလို့နာကျင်ချိန်ပေါ်4မိနစ်မှာတော့ဘူအသင်းရဲ့ကန်ချက်ကိုတားဆီးရာကနေကာလာဖီယိုရီကဂိုးကိုသွင်းယူခဲ့တာကြောင့်တစ်ဖက်တစ်ဂိုးစီတေကြားခဲ့ပြီးအာဆင်နယ်တို့တေတမတ်နဲ့ကျင်းနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းဟာအခုဆိုရင်ပရီးမီးယားလိပွဲစဉ်28ပွဲထိကစားထားပြီးရမှတ်58မှတ်ရရှိကမန်စီးတီးအသင်းကို9မှတ်အသာနဲ့ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းဟာတပွဲပိုကန်ထားတာကြောင့်မန်စီးတီးအသင်းကလက်ကျန်ပွဲစဉ်ကိုနိုင်ရရှိသွားခဲ့မယ်ဆိုရင်ဒီနှစ်သင်းကြားရမှတ်ကွာမှုက2မှတ်သာရှိတော့မှာဖြစ်ပါတယ်။ဒါ့အပြင်အာဆင်နယ်အသင်းအနေနဲ့ပွဲစဉ်33ကြာရင်မန်စီးတီးအသင်းကို ETL မှာတွားရောက်ရင်ဆိုင်ရမယ့်ပွဲစဉ်ရှိနေတာကြောင့်အဲ့ပွဲစဉ်မတိုင်ခင်ဒီအမှတ်ပေးစရာတိုင်းဆက်သွားမယ်ဆိုရင်မန်စီးတီးအသင်းကိုရှုံးနေခဲ့ပါကအာဆင်နယ်အသင်းတွေနဲ့အဆင့်1နေရာကိုလွှဲပြောင်းပေးရပွဲရှိနေတာဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းဟာချန်ပီယံဖြစ်ဖို့ရေပန်းစားမှုမှာရောင်းနေမှုတချို့ရှိနေပါတယ်။စပါကွန်နယ်တွက်ချက်မှုအရအာဆင်နယ်အသင်းဟာဘရန်ဖို့ဝူအသင်းကိုတေချားခဲ့ပြီးတဲ့နောက်ချန်ပီယံရေပန်းစားမှုမှာထိတ်ဆုံးကနေရှိနေပေမဲ့ချန်ပီယံရေပန်းစားမှုနှုန်းကတော့ရောကျသွားခဲ့တာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဘရန်ဖို့ဝူဘာဒန်အသင်းနဲ့မတိုင်ခင်မှာအာဆင်နယ်အသင်းဟာချန်ပီယံဖြစ်ဖို့83%အထိရှိခဲ့ပေမဲ့ဝူအသင်းကိုတေချားခဲ့ပြီးတဲ့နောက်ချန်ပီယံဖြစ်ဖို့ရေပန်းစားမှုမှာ61%အထိရှိသွားခဲ့ပြီးဖြစ်ပါတယ်။ဒါအာဆင်နယ်အသင်းရဲ့လက်ရှိခြေစွမ်းမတည်ငြိမ်မှုနဲ့လာမယ့်အပတ်ဒီမှာစပါချဲလ်ဆီတို့လိုလန်ဒန်နာဘီပွဲစဉ်တွေကိုဇက်တိုက်ကစားရမှုမန်စီးတီးကိုအဝေးကမှတွားရောက်ကစားရမှုကြောင့်အခုလိုရေပန်းစားမှုညော်နေသွားခဲ့တာဖြစ်ပါတယ်။ဒုတိယနေမှာတော့မန်စီးတီးအသင်းကဆက်လက်ရှိနေခဲ့ပြီးဒီပွဲစဉ်မတိုင်ခင်တုန်းကမန်စီးတီးအသင်းဟာချန်ပီယံဖြစ်ဖို့အတွက်14.5%သာရှိခဲ့ပေမဲ့အခုတော့31%ထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းကလည်းဒီဟာဒီမှာပုံစံကောင်းတွေပြသဖို့နဲ့ရုန်းကန်ခဲ့ရပေမဲ့2016ခုနှစ်တွင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ရလက်ကောင်းတွေတောက်လျှောက်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုပြင်ပတ်ကွာလာဟာယာဒီနောက်ပိုင်းပွဲစဉ်တွေမှာရလက်ကောင်းတွေတောက်လျှောက်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီးနောက်ဆုံးလေးဆက်တိုင်းအာဆင်နယ်အသင်းထက်ရမှတ်ဖို့စုဆောင်းထားနိုင်တာကိုမြင်တွေ့ရပါတယ်။ဒါကြောင့်ချက်ဂျီပီတီကမန်စီးတီးအသင်းကိုချန်ပီယံဖြစ်ခွင့်ရေပန်းစားမှုမှာပို့ပြီးတော့တွန်းမြင့်ပေးလိုက်တာဟာလက်ခံမပေးနိုင်စရာအကြောင်းပြချက်ဖြစ်ပါတယ်။အာဆင်နယ်မန်စီးတီးရဲ့နောက်မှာတော့ဗီလာမန်ချက်စတာယူနိုက်တက်ချဲလ်ဆီတို့ကအဆင်လိုက်ရတည်နေတာဖြစ်ပါတယ်။ချက်ဂျီပီတီကတော့ဒီရာသီမှာချန်ပီယံလိဝင်မဲ့ရမယ့်အသင်းတွေအပြင်မန်စီးတီးအာဆင်နယ်အင်စတိုမီလာမန်ချက်စတာယူနိုက်တက်နဲ့ချဲလ်ဆီတို့ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။အဲနောက်တန်းစင်းဆောင်ဆင်းရမယ့်အသင်းတွေအပြင်ဘန်လီဝူဘာဟန်တန်နဲ့နော်တန်ဖော်ရက်တို့ကိုတန်းဆင်းရနိုင်တယ်ဆိုပြီးခံမှန်းသွားခဲ့တာဖြစ်ပါတယ်။ ChatGPT ရဲ့ခံမှန်းချက်တွေကအပြောင်းလဲမှုရှိမလားဆိုတာကတော့ကျွန်တော်တို့ရာသီကုန်မှာဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ပရိသတ်တွေကတော့အာဆင်နယ်အသင်းနဲ့ဝူဘာဟန်တန်အသင်းကိုတေချားခဲ့ပြီးတဲ့နောက်ချန်ပီယံဖြစ်ဖို့မျှော်လင့်ချက်ရှိနေသေးရဲ့လား။အောက်ကကွန်မန့်မှာဆွေးနွေးပေးကြလို့ရပါတယ်။ဘောလုံးစလားတို့ကိုယုံကြည်စိတ်ချစွာဆော်ကစားခြင်းမှာကဘိုင်ယိုဝါချပေးထားတဲ့ဖုန်းလေးကတစ်ဆင့်ဆက်သွယ်ပေးပါခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားလေးပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချော်လိုက်ရပါတယ်ခင်ဗျာ။